ဆိုရင်နေရာကပြင်းပေါ့နော်အခုတော့ကျုံမှာတစ်ပိုက်ပြီးတစ်ပိုက်ဟေးအားတော့ပြင်မှာရှိတဲ့ကလေးလေးယောက်တော့ဝအောင်ကျွေးစမ်းပါအဲ့အတွက်ရှာစမ်းပါရှာနိုင်လို့ကတော့နောက်ထပ်၄ယောက်လည်းမွေးရဲ့အခုတော့ကျုံမှာနောက်တစ်ပိုက်တော်ကြောထားတဲ့ပိုက်တော်မပြောနိုင်ဘူးဘယ်နဲ့ရှက်ဘူးလားကွာရှက်အောင်ဒီကလေးကိုဘယ်လိုကျွေးပြီးဘယ်လိုမွေးရမှန်းကိုသိနောင်လာရတယ်ပြီမို့လားဟဲ့ငါလေယူမရမပြီငါဒုက္ခပြစ်ပြီဆိုပြီးဒီလောင်လာရတယ်ပြီမို့လားဟဲ့Welcome to the classroom.